ကျွန်တော်ဟာအမေအတွက်မွေးနေ့လက်ဆောင်ထည့်အန်ဟောတင်သွားအောင်ဗီဒီယိုထဲမှာပုံနေခဲ့ပါတယ်။ဒါပေမဲ့မမျှော်လင့်ထားတာတစ်ခုကကျွန်တော်ရေးထားတဲ့စာကအရန်ကိုစိတ်လှုပ်ရှားစရာကောင်းပြီးဝမ်းနဲ့ဖို့ကောင်းနေတာကြောင့်ကျွန်တော်မိဘတွေကကျွန်တော်အိမ်ပေါ်ကဆင်းသွားပြီလို့တကယ်ထင်သွားကြတာပါ။အဲ့ဒါကိုကြားလိုက်တဲ့အချိန်မှာကျွန်တော်တုံ့လှုပ်သွားပါတယ်။ကျွန်တော်ဟာကိတ်မုံကိုကဖျောင်းနိုင်တွေကိုအမြန်ထွန်းပြီးအပြင်ထွက်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအမေကကျွန်တော်အတွက်စိတ်ပူပြီးနောက်ဆုံးပေါ်ကွန်ပျူတာတစ်လုံးဝယ်ပေးဖို့စီစဉ်နေတာကိုကြားလိုက်ရပါတယ်။ကျွန်တော်ကိုရှားတွေ့သွားရင်ကွန်ပျူတာတက်ရတော့မှာမဟုတ်တဲ့အတွက်ဖျောင်းနိုင်တွေကိုအမြန်ပြန်နှုတ်လိုက်ပါတယ်။အပြင်ထွက်ဖို့အကြာကြီးဝေခွဲမရထင်းနေပင်ပဲနောက်ဆုံးမှာတော့အပြင်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အမေကကျွန်တော်ကြောင့်မွေးနေ့ပွဲကိုဖျက်လိုက်မှစိုးရင်လို့ပါဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကျွန်တော်မိဘတွေနဲ့အကိုဖြစ်သူကမွေးနေ့တချင်စဆိုကြပါတယ်အပြင်ကရေမောတန်တွေကိုကြားရတဲ့အခါကျွန်တော်တော်တော်လေးစိတ်ပြတ်သွားပါတယ်မိဘတွေကကျွန်တော်ကိုလုံးဝကီလိုမဆိုင်ကြတော့ဘူးလို့ထင်သွားတာပါကျွန်တော်လည်းညောင်မိုးချုပ်တဲ့အထိဗီဒီယိုလဲမှာပဲဆက်ဆောင်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တောက်မခံနိုင်တော့ပဲအိမ်သားထွက်ဖို့လိုအပ်လာပါတယ်ဒါကြောင့်အဖေ TV ကြည့်နေတော့ဗီဒီယိုတွေကနေခိုးထွက်ပြီးအိမ်သားစီအမြန်ပြေးခဲ့ပါတယ်ဒါပေမဲ့အိမ်သားတကားဝမှာပဲကျွန်တော်အယမ်းကျဲတဲ့အတာနဲ့ပိုက်ထဲကလေထွက်သွားပါတယ်ကံကောင်းတာကအမေကအဖေလို့တာလို့ထင်သွားပါတယ်အဲ့ဒီလိုနဲ့ကျွန်တော်အိမ်သားတဲကိုအောင်အောင်ငင်းငင်းရောက်သွားပြီမဲ့အတန်တွေအယမ်းကျဲနေခဲ့ပါတယ်အမေကအဖေကိုဘာလုပ်နေတာလဲလို့မေးပါတယ်ကျွန်တော်လည်းနှာခေါင်းကိုပိတ်ပြီးအဖေအထံကိုအတူခိုးကအိမ်သားထုံးနေတာလို့ပြောလိုက်ပါတယ်ဒါပေမဲ့အမေကအဖေသူ့အခန်းထဲမှာရှိနေတာကိုအထင်အရှားမြင်နေရပါလို့အမေကအဖေယူသွားပြီလို့ထင်ပြီးသူတို့နှစ်ယောက်ချက်ချင်းစကားများကြပါတော့တယ်အဲ့ဒီအချိန်မှာကျွန်တော်အိမ်သားရေဆွေးချဖို့လုပ်ပြီးမြဲအတန်ကျရင်လူမိသွားမှာဖြစ်တဲ့အတွက်မိဘတွေစကားများနေတော့အိမ်သားအထုံးကိုဖေးဖေးချင်းပဲပိတ်လိုက်နိုင်ပါတယ်ဖိုက်အရန်စာနေတာကြောင့်မိဖို့ကြောင့်တွေကခောက်ဆွဲအချုပ်ကိုယူစားပြီးဗီဒီယိုတွေကိုပြန်ပုံဖို့အခွင့်အရေးရှာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမေကခောက်ဆွဲတွေကုန်နေတာကိုတွေ့သွားပါတယ်အမေကအကိုစားလိုက်တာလို့ထင်ပြီးအော်ပါတော့နေဘာလို့လဲဆိုတော့အဲ့ဒီခောက်ဆွဲတွေကကျွန်တော်အတွက်အမေအထူးတလဲချန်ထားပေးတာမို့လို့ပါအပြစ်မရှိပဲအပြောခံရတဲ့အခုထိသူကအိမ်သားထောက်ဖို့လုပ်ပါတယ်ဒါပေမဲ့သူအိမ်သားအဖုံးကိုမလိုက်တဲ့အချိန်မှာတော့သူလန့်ပြတ်သွားပါတော့တယ်